အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုကာရှိုးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာတော့ဒါနယ်ဘက်အကြိုက်အောက်ပိုင်းအမြင့်နေရကျွန်တော် Nissan Terrano လေးဒီရောင်းချပြီးမှဖြစ်ပါတယ်ခင်ဗျ3600ပေါ်လေးနဲ့ရောင်းချပြီးမှဖြစ်ပါတယ်ကဲ model 99 model လေးဖြစ်ပါမယ်ခင်ဗျ engine power 30 diesel engine လေးပါခင်ဗျကျွန်တော်ဘက်ကရိုက်ပြပေးပါမယ်ကဲဒါတော့အတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျအထဲထဲမှာလေသာစွပ်တွေပါစုပ်ပေးထားပါတယ်ခင်ဗျအတိုင်းဟိုက်ဖောက်စုပ်ပြက်ဆက်ကင်းပါတယ်ခိုင်းရရင်စေးကြပြီးသားကားလေးပါခင်ဗျTV back camera လေးပါပါမယ်ခင်ဗျာ30 diesel လေးပါခင်ဗျာကျွန်တော်ရောင်းချပြမယ့်ဈေးနှုန်းလေးက638သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့နောက်ခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာနယ်ဘက်မှာပစ္စည်းတွေတင်တဲ့လူချင်းများတော့လုံးဝအဆင်ပြေမဲ့ကားလေးဒီပဲဖြစ်ပါတယ်ခင်ဗျာ Nissan Terrano လေးပါကဲဒီကားလေးကိုဆင်းမစားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကုံမင်းရဲ့ကျော်တော့ one way လမ်းမှာရှိရက်ကွာဆိုကြီးကားရှိုးလို့မှကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့38924223ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျနောက်ပြီးမှပြန်လဲဆုံတွေ့ကြပါမယ်